အခြေအနေတိုင်းမှာဘုရားကိုခေါ်လို့ရတယ်ကျမလိုမျိုးဒုက္ခပြဿနာမျိုးပဲမဟုတ်ဘဲနဲ့တခြားသောအကြောင်းအရာတွေတိုင်းမှာတခြားသောအခြေအနေတိုင်းမှာသင်တို့ရင်ဆိုင်နေရတဲ့သင်တို့ကြော်ဖြတ်နေရတဲ့တောင်းလေးပေါ်မှာမကြော်လွှားနိုင်တဲ့အခါမှာခေါ်ကြည့်ပါသူ့အတန်ကအယမ်းပဲချိုမိန်တာဖြစ်တယ်အယမ်းရင်ခုန်စရာကောင်းတာဖြစ်တယ်လောကမှာရှိတဲ့အရာအားလုံးကိုကြော်လွှားနိုင်ရတဲ့အခွင့်ကိုပေးထားတဲ့တကိုးပါတဲ့အတန်ဖြစ်တယ်ဘုရားသခင်ကျမစီရောက်လာတယ်ငါသမီးကိုငါအယမ်းချစ်တယ်ငါသမီးကိုငါဘယ်တော့မှမစွန့်ပစ်ခဲ့ဘူးဘယ်တော့မှလည်းမချန်ထားခဲ့ဘူးငါသမီးကိုတရက်မှမမေ့ခဲ့ဘူးငါသမီးနားမှာငါအမြဲတမ်းရှိတယ်တဲ့တင်ကားတာနိုင်ငံကိုအားကိုးလိုက်ဥပဒေကိုအားကိုးလိုက်တင်းရဲ့အစွမ်းစားကိုအားကိုးလိုက်တင်းရဲ့အကြံဉာဏ်တွေကိုအားကိုးလိုက်နဲ့တင်းရုန်းကန်ခဲလို့တာတင်းမတိလိုက်တာပါငါတင်းဘေးနားမှာအမြဲတမ်းရှိခဲ့တာနေ့စဉ်ရက်ဆက်တင်းကိုငါကွယ်ကာပေးခဲ့တာလုံခြုံပေးခဲ့တာလုံခြုံခြင်းငါပေးခဲ့တာထောက်ပံ့ပေးခဲ့တာအဲ့ဒီဘုရားရဲ့မေတ္တာလေးဘယ်ရနာမှလဲလို့မရဘူးတခြားတော့ဘယ်စုံစမ်းနှောင့်ယှက်ခြင်းဘယ်လောက်တိကြမ်းတမ်းတဲ့မုန်တိုင်းဖြစ်ပါစေအဲ့ဒီဘုရားရဲ့အတန်တစ်ခုတည်းနဲ့အရာအလုံးကိုပြည့်စုံသွားစေတာဖြစ်တယ်ဟာလေလုယာ